မင်းတို့ WY ကိုအားစေးအမှတ်နဲ့တုံးနေကြတာလားဒါဟာခန္ဓာကိုယ်ကိုဖျက်ဆီးမဲ့ဓာတုဗေဒအစိတ်အတောက်တွေပဲတေချာနားထောင်စမ်းငါအမှန်တရားကိုပြောပြမယ် WY ဆိုတာမက်သဖက်တမင်းနဲ့ကဖိန်းတက်ကိုရောစက်ထားတဲ့ငရဲဆေးပြားပဲနားမလဲပဲနဲ့ရှောက်မသုံးနဲ့မင်းတို့ရဲ့ဥနောက်ဆဲတွေကိုတိုက်ရိုက်လောင်ကျွမ်းစေတာဒါကိုသုံးလိုက်ရင်ဒိုပါမင်းတွေအတင်းအဓမ္မထွက်လာပြီးခဏတာပျော်သလိုလိုဖြစ်မယ်ဒါပေမဲ့အဲ့ဒီနောက်မှာစိတ်တက်ကြတာနဲ့အကြောက်တရားတွေကပ်ပါလာလိမ့်မယ်မင်းတို့ခွန်အားရှိတယ်လို့ထင်နေတာကအလိမ်အညာတွေပဲခန္ဓာကိုယ်တွေကရှိသမျှအင်အားတွေကိုညှစ်ထုတ်သုံးလိုက်တာမို့နောက်ပိုင်းမှာလူဟာဖျောင်းရုပ်လိုအရေပျော်သွားမယ်မှတ်ထား WY ဟာစွန့်ရင်ပေးတာမဟုတ်ဘူးမင်းတို့ရဲ့အသက်ရှင်သန်မှုကိုအတိုးကြီးနဲ့ချင်းငားခိုင်းတာတကယ်အမှန်တရားကဥနောက်သွေးကြောပြက်နိုင်တာပဲနှလုံးခုန်နှုံးတွေမြန်လာပြီးသွေးတိုးတာကနေတဆင့်နှလုံးရက်တန့်သွားနိုင်တယ်မင်းတို့ရဲ့အဖိုးတန်တဲ့အသက်ကိုဒီဆေးပြားလေးတစ်ပြားနဲ့လဲမလို့လားကြာလာရင်လူဟာကြောင်ကဒန်းတွေဖြစ်လာမယ်တယောက်ယောက်ကလိုက်တက်နေတယ်လို့အမြဲတမ်းကြောက်လန့်တကြားနဲ့စိတ်တစဝေဒနာရှင်ဖြစ်သွားမယ်နှလုံးခုန်နှုံးတွေမြန်လာပြီးသွေးတိုးတာကနေတဆင့်နှလုံးရက်တန့်သွားနိုင်တယ်မင်းတို့ရဲ့အဖိုးတန်တဲ့အသက်ကိုဒီဆေးပြားလေးတစ်ပြားနဲ့လဲမလို့လားရုပ်ရည်တွေကလည်းအိုစားလာမယ်သွားတွေကျိုးပဲ့ကုန်မယ်မှန်ထဲမှာကိုယ့်ကိုယ်ပြန်ကြည့်ရဲသေးလား WY ရဲ့နောက်ဆက်တွဲကမင်းတို့ထင်တာပိုကြောက်စရာကောင်းတယ်နောက်ဆုံးအဆင့်ကတော့ဦးနောက်ရဲ့လှုပ်ဆောင်ချက်တွေလုံးဝပျက်စီးသွားတာပဲပြန်ကောင်းဖို့ဆိုတာမလွယ်တော့ဘူးဒီငရဲချင်းတွေကအခုချက်ချင်းရုံထွက်ကြစမ်းငါပြောတာတွေကိုတေးသေးချာချာမှတ်ထားကြအသိတတိရှိကြစမ်းအခုပဲအကောင့်ကို follow လုပ်ပြီးဒီဗီဒီယိုကို share ပေးလိုက်တော့ဒါဟာတကယ်အသိပညာပဲ